ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာမတီးမငြိမ်ဖြစ်နေတဲ့နေရာများဟာပညာရေးအားနည်းတဲ့ဒေသတွေဖြစ်ပြီးတော့အတန်းပညာတက်မြောက်မှုအားနည်းခြင်းနဲ့သိမြင်တွေးခေါ်နိုင်မှုအားနည်းတဲ့အထွာအကြမ်းဖက်မှုလုပ်ရများကိုလှုံ့ဆော်နေခြင်းဖြစ်တယ်လို့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကပြည်ဦးလွင်မြို့အမှတ်3အခြေခံပညာထက်တန်းကျောင်းမှာ၎င်းကအခုလိုမျိုးပြောဆိုလာခြင်းဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပွားလျက်ရှိတဲ့မတီးမငြိမ်မှုများနဲ့အကြမ်းဖက်မှုဖြစ်စဉ်များကိုကြည့်မယ်ဆိုပါကပညာရေးအားနည်းတဲ့ဒေသတွေမှာပုံမဖြစ်ပွားတာကိုတွေ့ရမှာဖြစ်ကြောင်းပြောဆိုထားပါတယ်။အတန်းပညာတက်မြောက်မှုအားနည်းခြင်းနဲ့သိမြင်တွေးခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့်အကြမ်းဖက်မှုလုပ်ရများကိုလှုံ့ဆော်လာကြခြင်းဖြစ်ပြီးဒေသနဲ့ဒေသခံများရဲ့လူမှုဘဝစီးပွားရေးများကိုပါထိခိုက်လာစေတယ်လို့မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်။ဒါအပြင်ပညာရေးဝန်ထမ်းများအပြင်နိုင်ငံဝန်ထမ်းများအနေနဲ့ပါတီနိုင်ငံရေးကင်းရှင်းရန်လိုအပ်မှာဖြစ်ပြီးတော့နိုင်ငံရေးနဲ့နိုင်ငံအရေးကိုခွဲခြားသိမြင်ရန်လိုအပ်ကြောင်းမိမိတို့တာဝန်ယူထားတဲ့တာဝန်များကိုကျေပွန်စွာထမ်းဆောင်ခြင်းဖြင့်နိုင်ငံအရေးကိုကျေပွန်ရမှာဖြစ်ကြောင်းမင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကဇွန်လ9ရက်နေ့မှာပြည်ဦးလွင်မြို့ကိုရောက်ရှိလာခဲ့ပြီးတော့ဇွန်လ17ရက်နေ့မှာထပ်မံပြီးတော့ပြည်ဦးလွင်မြို့ကိုပဲထပ်မံစစ်ဆေးမှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဇွန်လ9ရက်နေ့ကနေစတင်ပြီးတော့ပြည်ဦးလွင်မှာရှိတဲ့နေအိမ်မှာရောက်ရှိနေထိုင်နေတယ်လို့တပ်သတင်းအရင်းမြစ်ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။